ဘယင်တကားတို့ရဲ့ဘယင်အရှင်တကားတို့ရဲ့အရှင်ယေရှုခရစ်တော်ရဲ့နာမ၌မင်္ဂလာပါကျွန်တော်ဒီနေ့ကတော့ခရိယန်တွေအတွက်နေ့ထူးနေ့မြတ်ဖြစ်တဲ့တန်ဆွန်ဘလွန်ခက်တနင်္ဂနွေနေ့ Palm Sunday နေ့ဖြစ်ပါတယ်တိုက်ဆိုင်ပဲကျွန်တော်ဒီနေ့မှာပဲအမေရိကန်မှာသူတို့ကတော့ Saturday ပေါ့ကျွန်တော်တို့ Sunday ပေါ့သူတို့အမေရိကန်မှာ No Kings ဆိုမှ Donald Trump ကိုတင်းချီတဲ့လူတွေကနေရာတကာမှာစန္ဒပြကြတယ်လို့ပြောတယ်Donald Trump ရဲ့လုပ်ရက်တွေကိုသူတို့မကြိုက်ဘူး။ဒါပေမဲ့ကျွန်တော်တို့ခရိယန်တွေကဒီနေ့မှာပဲ Yes King Jesus ဆိုမှတခင်ရှုကိုဘယင်အဖြစ်နဲ့ကြိုဆိုကြတယ်ဝမ်းပန်းတတာချီးမွမ်းကြတယ်။ဘာဖြစ်လို့လဲ။ကျွန်တော်ယေရှုခရစ်တော်ကဒီလောကမှာရှိတဲ့ဘယင်တွေခေါင်းဆောင်တွေနဲ့မတူဘူး။ကိုတော်ကမေတ္တာကရုဏာတော်နဲ့ပြေဝတော်မူတဲ့တန်ရှင်းဖြူစင်တော်မူတဲ့တရားမျှတတဲ့ကိုတော့လောကမှာကြွလာတာသူ့ရဲ့လူတွေကိုသူ့ရဲ့အစီကိုခံဖို့သူ့ရဲ့လူတော်အတိုင်းရှောက်လို့ဖို့ရန်တော့မဟုတ်ပဲနဲ့လူတွေကိုကဲတင်ဖို့မိမိရဲ့အသက်ကိုပေးဖို့လာခဲ့တာဖြစ်တယ်ဆိုပြီးမှမှတ်တယ်အခန်းကြီး20မှာတခင်ယေရှုခရစ်တော်ကမိန့်တော်မူထားပါတယ်အဲ့တော့ဒါကြောင့်မလို့ Yes King Jesus ဆိုမှကျွန်တော်ကြိုဆိုကြတယ်အဲ့တော့ဒီနေ့ Palm Sunday မှာတခင်ယေရှုခရစ်တော်ရဲ့ဂျေရုဆလမ်ကိုဩဘာပေးပြီးတော့ကြွလာခြင်းတမန်ကျမ်းစာကိုကျွန်တော်စိတ်ချင်းနှလုံးသွင်းကြရအောင်အဲ့ဒါအဖြစ်ဘုရားခင်ကကျွန်တော်တို့ကို Yes King Jesus ပြောဖို့ဘာတိုက်တွန်းနေလဲအဲ့ဒီကျမ်းပိုင်းအဖြစ်ကျွန်တော်တို့ကိုဘာခွန်အားပေးနေလဲဆိုတာကိုဆင်ခြင်ကြရအောင်မဿဲအခန်းကြီး21အငယ်1ကနေ19ကိုဆင်ခြင်မှာဖြစ်ပါတယ်ကျမ်းပိုင်းကိုကြည့်ထားပြီးတော့ကျွန်တော်ရှင်းပြတာကိုနားထောင်လို့ရှိရင်ဘုရားခင်စီကနေကျွန်တော်ခွန်အားရမှာဖြစ်ပါတယ်အဲ့ဒီအခန်းကြီး21ကိုရောက်လာတဲ့အခါမှာသခင်ရှုခရစ်တော်ကဂျေရုဆလမ်ကိုရှင်ဘုရင်အဖြစ်နဲ့မိကလေးကိုစီးပြီးတော့ရောက်လာတယ်အဲ့တော့အဲ့ဒီမိကလေးကိုစီးတာကနှိတ်ချခြင်းကိုပုံဆောင်တာဖြစ်ပါတယ်တကယ်တော့ဘုရင်တွေကတော့သူတို့ရဲ့အောင်မြင်ခြင်းကိုပြဖို့လာတဲ့အခါမှာမြင်းတွေကိုစီးကြတယ်အဲ့ဒါမိကလေးဆိုတာကသူတို့ကကုံတင်တဲ့ခိုင်းဖို့အတွက်သုံးတဲ့ဒီစစ်တိုက်ဖို့အတွက်သုံးတဲ့အရာမဟုတ်ဝါကြွားဖို့အတွက်သုံးတဲ့အရာမဟုတ်အဲ့တော့နှိတ်ချစွာနဲ့ရောက်ရှိတာတခင်ရှုခရစ်တော်ကသူများရဲ့အစီကိုခံဖို့ရန်အတွက်ဇိမ်နဲ့ခံဖို့လောကကိုရောက်လာတာမဟုတ်ပဲနဲ့လူတွေကိုကဲ့တင်တဲ့အစီခံလုပ်ဖို့လူတွေရဲ့ကိုယ်စားအစီခံဒီခံတဲ့အစီခံလုပ်ဖို့ရန်အတွက်ကြွလာကြောင်းကိုတို့ရဲ့မိကလေးကိုစီးပြီးတော့ရောက်လာခြင်းဟိုကျွန်တော်အဲ့ဒီနှိတ်ချခြင်းကိုကျွန်တော်တွေ့ရတယ်အဲ့ဒီမှာနောက်ပြီးတော့မိကလေးကိုစီးပြီးရောက်လာတာကလည်းတခင်ရှုကတော့လောကမှာလူသားအဖြစ်မမွေးလာခင်နှစ်ပေါင်း900လောက်ကတည်းကဇာခရိအနာဂတိကျမ်းခန်းကြီး9ငယ်9မှာမိန့်တော်မူထားတဲ့ဂတိစကားကိုပြည့်စုံလာစေခြင်းဖြစ်ပါတယ်။မေရှိယဘုရင်ကြီးရောက်လာတဲ့အခါမှာသူကမိကလေးကိုစီးပြီးတော့နှိတ်ချစွာငြိမ်းချမ်းခြင်းကိုယူဆောင်လာမယ်စစ်တိုက်ခြင်းကိုယူဆောင်လာမှာမဟုတ်ဘူး။လူတွေကဘာသူကဘာသားတွေကိုအားလုံးကိုအစ္စရေးကိုပဲမဟုတ်ပဲနဲ့နိုင်ငံတိုင်းကိုအုပ်စိုးမယ်။ငြိမ်းချမ်းခြင်းနဲ့တာယာဝပြောစီပဲတရားမျှတခြင်းနဲ့အုပ်စိုးမဲ့ဘုရင်ဖြစ်လာမယ်ဆိုတာကိုကျွန်တော်ဒီမှာပြည့်စုံလာစေခြင်းကိုတခင်ရှုကဖော်ဆောင်ထားတာဖြစ်ပါတယ်။တခင်ရှုကတော့သူကိုယ်တိုင်ကမေရှိယဖြစ်ကြောင်းကိုသူသိတယ်ဒါကြောင့်မို့ဒီကျမ်းပိုက်ကိုပြည့်စုံလာဖို့ရန်အတွက်သူလှုပ်ဆောင်တယ်။နောက်ပြီးတော့တခင်ရှုရဲ့မေရှိယဖြစ်ခြင်းဘုရင်ဖြစ်ခြင်းကလည်းဘယ်လိုမျိုးဘုရင်လဲဆိုတဲ့ဟာကိုရှမတဲကအခန်းကြီး1ကနေအခန်းကြီး20အထိကျွန်တော်တို့ဖော်ပြပေးထားပြီးတာဖြစ်ပါတယ်။တကူကောင်းဆန်တဲ့ဘုရင်မဟုတ်ဘူး။ကိုယ့်ရဲ့ထင်ရမြင်ရသူများအတွက်စိုးရုပ်စေတဲ့အရာတွေကိုဒုက္ခပေးတဲ့အရာတွေကိုရှောက်လို့တတ်တဲ့ဘုရင်မဟုတ်ဘူးမေတ္တာနဲ့စေတနာနဲ့မေတ္တာဂရုဏာနဲ့ပြေဝပြီးတော့အပြစ်ကိုခွင့်လွှတ်ပေးနိုင်တယ်နေကြသူတွေကိုချီးမြှောက်တယ်ကိုဘဝင်ဝါကြွားနေတဲ့သူတွေကိုကိုတော်ကပယ်တယ်နောက်ပြီးတော့လူတွေအတွက်အသက်ပေးဖို့ရန်အတွက်ကိုတော်ကလောကကိုရောက်ရှိလာတယ်အပြစ်လုပ်နေတဲ့လူတွေကိုလည်းကိုတော်ကစိတ်ရှည်တီးခံပေးတယ်အဓိကပြီးတော့ကိုတော်ကိုရောင်းစားတဲ့ယူဒကိုလည်းကိုတော်က3နှစ်တိုင်စိတ်ရှည်တီးခံပြီးတော့နောင်တရလာဖို့ရန်အတွက်အခွင့်အရေးပေးခဲ့ဒီလိုမျိုးရှင်ဘုရင်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ကိုတော့ကိုဒီမှာလူအုပ်ကြီးကဒါဝိဒ်ရဲ့သားတော်ဟောရှနာဖြစ်စေတည်းဆိုမှအငယ်9မှာချီးမွမ်းထားတယ်ထာဝရဘုရားရဲ့နာမတော်နဲ့ကြွလာတော်မူသောအရှင်ဒီမင်္ဂလာရှိစေတည်းဆိုမှချီးမွမ်းထားတယ်အမြင့်ဆုံးသောယ၌ဟောရှနာဖြစ်စေတည်းဟောရှနာဆိုတာတော့ကယ်မတော်မူပါဘုရားသခင်ဒါဝိဒ်ရဲ့သားတော်အဖြစ်ဘုရားခင်ကယ်မခြင်းရောက်ရှိလာပြီဆိုတော့သူတို့ကြွေးကြော်နေကြတယ်သူတို့မျှော်လင့်နေတဲ့ကယ်မခြင်းကတော့ယောမရဲ့လက်ကနေလွတ်မြောက်ခြင်းဒါပေမဲ့သခင်ရှုယူဆောင်လာမှာကတော့အဲ့ဒီထက်ကြော်လွန်တဲ့အပြစ်နဲ့ထာဝရငရဲကနေလွတ်မြောက်ပြီးတော့ထာဝရငြိမ်းချမ်းရှိတဲ့ကောင်းကင်တမြေကြီးတက်မှာထာဝရအုပ်စိုးစေမဲ့ငြိမ်းချမ်းခြင်းကိုခံစားစေမဲ့ကယ်တင်ခြင်း
အဲ့တော့ဒါကိုသူတို့အပြည့်အဝနားမလည်ပေမဲ့သူတို့ရဲ့ကြွေးကြော်ခြင်းကမှန်ကန်တယ်ကျွန်တော်တို့ကလည်းယေရှုခရစ်တော်ကို Yes King Jesus လို့ပြောတဲ့အချိန်မှာဝမ်းမြောက်စွာပျော်ရွှင်စွာကြွေးကြော်ပြီးတော့သခင်ယေရှုကိုမိမိရဲ့ရှင်ဘုရင်လောကကမ္ဘာလောကရဲ့ရှင်ဘုရင်ဖြစ်နေလက်ခံရမှာဖြစ်ပါတယ်။ဘာလို့ဆိုတော့ကိုတော်ကအဲ့ဒီကမ္ဘာသူကမ္ဘာသားအားလုံးစัจ java လာတစ်ခုလုံးရဲ့ဘုရင်တကာတို့ရဲ့ဘုရင်အရှင်တကာတို့ရဲ့အရှင်ဖြစ်ပြီးတော့မေတ္တာနဲ့ဂုဏတော်နဲ့ကဲ့တင်ခြင်းနဲ့ပြေဝတော်မူတဲ့တကူအနုဘော်တော်နဲ့အပြစ်ကိုလည်းနိုင်တယ်စာဓမ္မနာကိုလည်းငနိုင်ငရဲကနေလည်းကျွန်တော်တို့ကိုအတေခံပြီးတော့ကျွန်တော်တို့အပြစ်အတွက်ကျွေးဆက်ပြီးတော့ကျွန်တော်တို့ကယ်တင်ပေးတဲ့ဘုရားသခင်ဖြစ်တဲ့ဘုရင်ဖြစ်တဲ့ဒါကြောင့်မို့လို့ကိုတော့ကိုဝမ်းမြောက်စွာကိုရဲ့ဘုရင်မိသားစုရဲ့ဘုရင်အဖြစ်နဲ့မိကမ္ဘာလောကရဲ့ဘုရင်အဖြစ်နဲ့ကျွန်တော်ဝမ်းမြောက်စွာကြိုဆိုလက်ခံပြီးတော့ကိုတို့ရဲ့စကားကိုနာခံပြီးတော့အသက်ရှင်ရမှာဖြစ်ပါတယ်ဒီမှာမကြိုဆိုတဲ့အဖွဲ့တွေရှိပါတယ်မဿဲ21အငယ်12ကနေ19မှာအဲ့ဒီမှာ15အငယ်15မှာသို့တော်ရစ်ပြောဟိအကြီးအကဲများနှင့်ကျမ်းပြုဆရာများသည်ကိုတော်ပြုတော်မူသောအံ့ဖွယ်မှုတို့ကို၎င်းဒါဝိဤသားတော်ဟောရှနာဖြစ်စေတည်းဟုဗိမာန်တော်နဲ့ကလေးများကြွေးကြော်နေကြသည်ကို၎င်းမြင်လေအမျက်ထွက်ကြ၏ကိုတော်လှုပ်တဲ့အရာကိုလည်းသူတို့အမျက်ထွက်တယ်ဘုရားဘာလုပ်ခဲ့လဲအငယ်7နဲ့73မှာသူတို့ကဗိမာန်တော်မှာဘုရားကိုဆုတောင်းတဲ့နေရာကိုဈေးအဖြစ်နဲ့ပြောင်းလဲပလိုက်ကြတယ်အဲ့ဒါကိုသခင်ယေရှုကသူတို့ရဲ့အပြစ်ကိုဖော်ပြပြီးတော့သူတို့ကိုဆုတယ်အဲ့ဒါကိုသူတို့မကြိုက်ဘူးနောက်ပြီးတော့ဗိမာန်တော်ဆိုတာကရှင်ဘုရင်ရောက်လာတဲ့အခါမှာရှင်ဘုရင်တင်မြောက်တဲ့အခါမှာဗိမာန်တော်မှာပြည့်သိပ်ပေးရတယ်အဲ့ဒီဗိမာန်တော်မှာရှင်ဘုရင်ဖြစ်နေလက်ခံတယ်သူလည်းကြမ်းကြိမ်တယ်အဲ့ဒီမှာရစ်ပြောဟိတ်တွေကပြည့်သိပ်ပေးတယ်အခုတော့ရစ်ပြောဟိတ်တွေကိုယ်တိုင်ကမေရှိယဘုရားသခင်ရဲ့မေရှိယရောက်လာတဲ့အခါမှာပြည့်သိပ်ပေးပြီးတော့ကျူဆူပြီးတော့ဝမ်းမြောက်တာမဟုတ်ဘဲနဲ့မေရှိယရောက်လာရင်နေစရာမရှိအောင်ဗိမာန်တော်မှာဗိမာန်တော်ကိုဈေးရဖြစ်နေပြောင်းလဲပလိုက်ကြတယ်နောက်ပြီးတော့မေရှိယကိုလူတွေချီးမွမ်းနေတဲ့အခါမှာကလည်းစန့်ကျင်တယ်ကန့်ကွက်တယ်အဲကြောင့်မို့သခင်ရှုခရစ်တော်ကိုယ်တိုင်ကသူတို့ကိုပြောပေးတယ်16မှာဆိုရင်တော့ကျမ်းစာကိုမင်းတို့မဖတ်ဘူးလားကလေးတွေရဲ့နှုတ်ဆက်တငယ်တွေရဲ့ဗဇက်ထဲကနေကိုတော့ကိုချီးမွမ်းခြင်းကိုထွက်လာစေမယ်လို့ရေးထားတယ်မင်းတို့ကိုယ်တိုင်ကချီးမွမ်းရမယ့်ဟာကိုသူမချီးမွမ်းပဲနဲ့ဒေါသအမျက်ထွက်နေပြီးတော့မကြိုဆိုပဲနဲ့ချီးမွမ်းတဲ့သူတွေလည်းတားဆီးနေကြတယ်အဲ့ဒီအရာတွေမှားယွင်းတဲ့အကြောင်းကိုသခင်ရှုကသူတို့ကိုဆန့်ကျင်ပြီးတော့ပြောပြခဲ့တယ်သူတို့ကိုယ်တိုင်ကသခင်ရှုကိုဘယင်အဖြစ်နဲ့အတိမပြူတော့ကိုတို့ကိုပြည့်သိပ်ပေးပြီးတော့ကိုတို့ကိုချီးမွမ်းရမှာအဲ့ဒါသူတို့ရဲ့အလုပ်သူတို့ရဲ့ပြောဟိတ်တွေရဲ့အလုပ်ဘာသာရေးကောင်းဆောင်တွေရဲ့အလုပ်ဒါပေမဲ့သူတို့ကမေရှိယဘယင်ရောက်လာတဲ့အခါမှာသူတို့လက်မခံခဲ့ဘူးကိုတော်ကဘုရားသခင်ဆေလွတ်လိုက်တဲ့မေရှိယဖြစ်ကြောင်းဘုရားခင်တားတော်ဖြစ်ကြောင်းကိုမဿဲအခန်းကြီး1ကနေ20သူတို့တက်တည်တွေအများကြီးရပြီးတော့ဒီတဲ့သူတို့ကိုရှင်ပြထမ်းမြောက်စေခြင်းတွေသဘောဝတရားပေါ်မှာဩဇာရှိခြင်းတွေအပြစ်ကိုခွင့်လွှတ်ခြင်းတွေကိုတို့ရဲ့တုံတင်ခြင်းကိုတို့ရဲ့ဩဇာအာဏာကိုတို့ရဲ့နမိတ်လက္ခဏာကိုကြည့်ပြီးတော့ကိုတော်ကဘုရားသခင်ဆေလွတ်လိုက်တဲ့မေရှိယဖြစ်ကြောင်းကိုသူတို့ကလုံးဝသိတယ်ဒါပေမဲ့သူတို့ရဲ့ကိုကျိုးအတွက်သူတို့ရဲ့မာနအတွက်သူတို့ရဲ့ကိုကျိုးအတွက်ကြောင့်မလို့ယေရှုကိုမေရှိယဖြစ်နေလက်မခံခဲ့ဘူးလက်ခံတဲ့သူတွေလည်းသူတို့ဆန့်ကျင်ခဲ့ကြတယ်ယေရှုကမေရှိယဖြစ်ခြင်းမှာဒီလိုမျိုးကိုကျိုးကိုရဲ့မာနကိုရဲ့လောဘကိုရဲ့အကျိုးအတွက်သူများကိုကောင်းကျိုးမရစေတဲ့ဘုရားခင်ရဲ့မေရှိယကိုမလက်ခံတဲ့ခေါင်းဆောင်မျိုးမဟုတ်ပါဘူး။သခင်ယေရှုခရစ်တော်ကနေချပြီးတော့အပြစ်လုပ်နေတဲ့သူတွေကိုတော့မှနောက်ဆုံးလက်ဝါးကားတိုင်မှာသူတို့လုပ်တဲ့အပြစ်တွေသူတို့မတည်ဘူးခွင့်လွှတ်ပေးပါလို့ဘုရားအဖခမဲတော်ကိုတောင်းလျှောက်တဲ့အထိမေတ္တာဂရုတာတော်နဲ့ပြည့်ဝတဲ့ဘုရင်ဖြစ်ပါတယ်။အဲကြောင့်မို့ကျွန်တော်တို့ကသူတို့လိုမျိုးမေရှိယဘုရင်ကို no king Jesus ဆိုမှယေရှုကိုညှင်းပယ်ရမှာမဟုတ်ဘူးဒီလောကမှာရှိတဲ့လူတွေကတော့ကိုယ့်ရဲ့ကိုယ်ကျိုးအားတလောဘမာနဒီအကြောင်းမို့လို့စိုးညစ်တဲ့အရာတွေကိုလှုပ်ဆောင်ကြတယ်သခင်ယေရှုကတော့လုံးဝစိုးညစ်တဲ့အရာကိုလုပ်မှာမဟုတ်ကျွန်တော်တို့ကိုလုံးဝမကောင်းတာလုံးဝဖြစ်စေမှာမဟုတ်ဒါကြောင့်မို့လို့ထာဝရအတွက်ကျွန်တော်တို့ကိုယ့်အသက်ကိုပေးပြီးတော့ကဲ့တင်ဖို့ရောက်လာတဲ့မေရှိယဘုရင်ကိုကျွန်တော်တို့က Yes King Jesus ဆိုမှကိုယ့်ရဲ့အသက်တာမှာကိုနာခံခြင်းဝန်ခံခြင်းချီးမွမ်းခြင်းနဲ့ကျွန်တော် Palm Sunday မှာကိုတစ်သက်လုံးမှာကိုကျွန်တော်အသက်တာကိုဆက်ကပ်ရအောင်ဒီလောကကိုထာဝရငြိမ်းချမ်းခြင်းယူဆောင်ပေးလိုက်တာTrump မဟုတ်ဘူးတရုတ်နိုင်ငံမဟုတ်ဘူးမေရှိယဘုရင်ပဲဖြစ်တယ်ထာဝရငြိမ်းချမ်းခြင်းကိုယူဆောင်လာမဲ့ဘုရင်ဖြစ်တယ်ဆိုတော့ကျွန်တော်မျှော်လင့်ဆောင်စားပြီးတော့ကိုရောရဲ့ဘုရင်ဖြစ်ခြင်းကိုလက်ခံပြီးတော့ဝန်ခံပြီးတော့အသက်ရှင်ကြရအောင်အားလုံးပဲYes King Jesus ပြောပြီးတော့ဝန်ခံနိုင်တဲ့သက်တာဖြစ်ပါစေ။